စနေသားသမီးများအတွက်အခုဝင်ရောက်လာပြီဖြစ်တဲ့၄လပိုင်းတလတာကံကြမ္မာအခြေအနေကိုဟောပြောပေးမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဘေးနေကိန်းနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာတေရော့ကတ်နဲ့ဆက်ပြီးတော့ကြည့်ပေးမှာပါအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကထုံးစံတိုင်းဗီဒီယိုဖိုင်လေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအဲ့တော့စနေသားသမီးများအတွက်ကိုကျွန်တော်ဟောပြောရမှာကတော့နည်းနည်းအားနာပါတယ်ဘာလို့လဲဆိုတော့စနေသားသမီးများရဲ့ကန်လာတာအခြေအနေက၄လပိုင်းမှာနည်းနည်းလေးညံ့နေတယ်ဆိုတာကိုတွေ့ရပါတယ်အထူးသဖြင့်ဒီ၄လပိုင်းထဲမှာပေါ့နော်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေများလာနိုင်ပါတယ်ကိုလုံးနေတဲ့အလုပ်လေးတွေမှာအလွယ်လွယ်အချော်ချော်လေးတွေဖြစ်တတ်ပါတယ်အထင်ကအခက်အခဲလေးတွေကြုံရတတ်ပါတယ်လုပ်ငန်းကိုင်ငန်းတွေမှာချွတ်ရှုမရှိဘူးပေါ့နော်အဆင်မပြေတဲ့ပုံစံလေးတွေကိုပါပြီးတော့တွေ့ရပါတယ်ဥပမာအယောင်းဝယ်သမားတယောက်ဆိုလို့ရှိရင်လည်းပဲရောင်းပန်းဝယ်ပန်းပေါ့နော်မလှဘူးလို့ပြောရမယ်ဒါတလားတာကာလာပဲဖြစ်ပါတယ်တချို့သောလုပ်ငန်းကိုင်ငန်းတွေဟာအဆင်မပြေလို့ခဏနားလိုက်ရတာတို့ရပ်လိုက်ရတာတို့တချို့ဒီများရှိမှအလုပ်လုပ်တဲ့သူဆိုလည်းပဲအလုပ်ကထွက်လိုက်ရတာတို့နားလိုက်ရတာတို့အဲ့လိုပုံစံမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်အဲ့တော့တကယ်လှုပ်နေတဲ့သူတွေမှာလည်းပဲအလုံးမှာစိတ်မပါတာတို့စိတ်မပျော်တာတို့အဲ့လိုမျိုးတွေလည်းပဲဖြစ်နေလိမ့်မယ်လို့တွေ့ရပါတယ်ငွေကြေးပိုင်းမှာဘယ်လိုဖြစ်နေလဲဆိုငွေကြေးကိစ္စတွေကမတင်မကြားဖြစ်နေတယ်ရမယ့်ငွေတွေကရမလို့နဲ့မရဘူးဖြစ်နေတယ်ပေးရမယ့်ငွေတွေလည်းပေးကျင်တယ်ဆိုတော့လည်းပဲမပေးနိုင်သေးဘူးဖြစ်နေပါတယ်အဲ့တော့လက်ထက်မှာတစ်ခါတလေငွေကြေးကလုံးဝပြက်လက်သွားလောက်တဲ့အထိပေါ့နော်ဖြစ်သွားတတ်ပါတယ်ခါတိုင်းကပတ်စံလက်ထက်မှာမရှိဘူးဆိုရင်ရှားဖွေရတာလွယ်တယ်ရတယ်ဒီခါကျတော့ခါတိုင်းနဲ့မတူဘူးခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတတ်ပါတယ်။နောက်ငွေကြေးကိစ္စနဲ့ပတ်သက်ကြတဲ့အာမခံပေးတာတို့ဘာလို့ကိုလည်းပဲရှောင်စေချင်ပါတယ်။ဒီကာလတည်းမှာအမှားယွင်းတွေဖြစ်တတ်ပါတယ်လို့ဒါစနေသားမိတွေကိုဒါငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲမှားကြားချင်ပါတယ်ဗျာ။နောက်လူမှုရေးပိုင်းမှာလည်းမကောင်းဘူးเนาะလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတော်တော်လေးဂရုစိုက်ပါဒီအချိန်ကာလမှာဘသူတရားကိုယ့်ဘောကိုမကောင်းဘူးလဲဘသူတရားကိုယ့်ဘောကိုဘလို့စိတ်မျိုးရှိလဲဘသူတရားကိုယ့်ဘောဘလို့သဘောထားလဲဆိုတာကိုဟိုကသိခွင့်ရပါလိမ့်မယ်ကိုယ့်ဘောတကယ်ကောင်းတဲ့သူကလက်ချိုးချီလို့ရပါတယ်ကိုတကယ်ပေါင်းနေတဲ့သူတချို့ကကိုယ့်ဘောကိုမကောင်းပါဘူးဆိုတာမျိုးကိုကိုကတိလာရနိုင်တဲ့ဒါတလားတာကာလာလို့တွေ့ရပါတယ်ဒီအချိန်ကာလအတွင်းမှာခရီးနဲ့ပတ်သက်ပြီးတော့အကျိုးပေးပါတယ်ခရီးတွေထွက်မဲ့သွားမဲ့လာမဲ့သွားရလာတဲ့ခရီးတွေမှာအဆင်ပြေမယ်သွားဖို့လာဖို့တဲ့ဆောင်ရွက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအခြေအနေကောင်းတွေသတင်းကောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်ရရှိလာနိုင်ပါတယ်လို့တွေ့ရပါတယ်နောက်ပြောစကားဆိုစကားတွေပြီးမြောက်အောင်မြင်နိုင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်အမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေကြုံလာပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကပဲအောင်မြင်ပါလိမ့်မယ်ဒါတွေကိုအောင်မြင်သွားဖြတ်ကျော်နိုင်ပါလိမ့်မယ်ရန်အတိုက်ခိုက်တွေရှိမယ်ဆိုလို့ရှိရင်ဒါတွေကိုကြော်ဖြတ်နိုင်လိမ့်မယ်လို့တွေ့ရပါတယ်အဲ့တော့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်လို့ရောကျမ်းမာရေးနဲ့ပတ်သက်လို့လည်းပဲစိတ်ဖြစ်ပါတယ်စိတ်ပူစရာမရှိပါဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တိုးတက်ကောင်းမွန်မှုတွေကြုံရနိုင်ပါတယ်လို့တွေ့ရပါတယ်ပညာရေးဘက်မှာအားနည်းပါတယ်ပညာရေးကိစ္စတွေမှာအခက်အခဲလေးတွေရှိနိုင်တယ်လို့ဘာသာရေးဘက်မှာလည်းအားနည်းတယ်လို့တွေ့ရပါတယ်နောက်ဆရာသမားလို့ပုံကိုယ်တွေညွှန်ညင်မှုတွေခံရတတ်တယ်မြေကိစ္စလို့အရာမျိုးအမွေကိစ္စလို့ဟာမျိုးတွေဆောင်ရွက်နေတယ်ဆိုရင်အခက်အခဲလေးတွေရှိနိုင်လိမ့်မယ်လို့လည်းပဲတွေ့ရပါတယ်ဗျာကဲဒါကတော့ဘေးရင်ကိန်းနဲ့ပေါ့နော်စနေသားသမီးများရဲ့ဒီဧပြီလရဲ့ခံစားတာအခြေအနေကိုဟောပြောပေးတာပါအဲ့တော့ဒါကအကုန်လုံးကိုကျွန်တော်ကခြုံပြီးတော့ဟောပေးတာဖြစ်တဲ့အတွက်ပေါ့နော်အားလုံးနဲ့ထပ်တူထပ်မြတ်ဖြစ်ပြီးတော့တိုက်ဆိုင်မှုဆိုတာတော့မလွယ်ပါဘူးเนาะအဲ့တော့ကိုနဲ့ဒါမှန်တာတွေလည်းရှိသလိုဒါကွဲလွဲတဲ့အချက်လေးတွေလည်းရှိနိုင်ပါလိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဆက်ပြီးတော့ကျွန်တော်တဲရော့ကန်နဲ့ကန်ချမာဖတ်ပြီးတော့ဟောပြောပေးမှာပါအဲ့တော့ဂျာဖြတ်ကြော်ညာဝင်နေတာကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမေးမြန်းကျင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ဒီ TikTok Messenger ကနေပြီးတော့ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုတောင်းယူပြီးတော့ဒါဆက်သွယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်ကဖုန်းနဲ့မဟောပါဘူး TikTok ကနေမဟောပါဘူး Viber ကနေဟောပါတယ် Telegram ကနေဟောပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဒီ TikTok Messenger မှာတောင်းယူလို့ရပါတယ် comment ထဲမှာတော့ကျွန်တော်ရေးမပေးပါဘူးเนาะအဲ့တော့ဗီဒီမေးမြန်းတဲ့အခါမှာကျွန်တော်တဦးချင်းတယောက်ချင်းရဲ့ဗီဒီကိန်းကိုသေချာတွက်ချက်ပြီးတော့ဘဝတက်တာနဲ့ပတ်သက်တဲ့အဟောတွေနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေနောက်ဘဝတက်တာနဲ့ပတ်သက်တဲ့ဆောင်းဝမ်းရှောင်းဝမ်းတွေကိုယ့်ရဲ့စိတ်နေစရာတွေဖားစာတာနဲ့ပတ်သက်တဲ့အဟောတွေပြည့်စုံစာနဲ့ကျွန်တော်ပို့ပေးပါတယ်ပြီးတဲ့အခါမှာကျွန်တော်ကဘယ်နှစ်ဘယ်ကိန်းကိုဘယ်လိုရောက်နေတယ်ဘယ်လိုရှိတယ်ဆိုတာအတမတ်စိတ်နဲ့ထပ်ပြီးတော့ပြောပြရှင်းပြပေးတယ်နောက်ကိုသိလို့တဲ့အကြောင်းပါကိုမေးလို့တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ကဒါတဲရော့ကတ်တွေနဲ့ဖြည့်ပြီးတော့ဘယ်ကပ်ပြားကြလို့ဘယ်နမိတ်ပုံကြလို့ဘယ်လိုရှိတယ်ဘယ်လိုဖြစ်မယ်ဘယ်လိုမဖြစ်ဘူးစသဖြင့်ဟောပြောပေးတာပါအဲ့တော့တဦးချင်းတယောက်ချင်းတွေကိုကျွန်တော်ဘက်ကအချိန်ယူပြီးတော့ဟောပြောပေးတာဖြစ်တဲ့အတွက်ဒါသတ်မှတ်ထားတဲ့ညံပူစောကတော့2000ကျပ်ယူပါတယ်အမှန်တကယ်တော့2000ထက်မှကအများကြီးတက်အောင်ကျွန်တော်ဘက်ကနေပြီးတော့
ပြန်လဲဆောင်ရွက်ပေးတာမျိုးရှိပါတယ်ခင်ဗျာကဲဒါကတော့ဘေးဒီမေးမြန်းကျင်တဲ့သူများတို့ကိုကြော်ညာဝင်တာပါအခုဆက်ပြီးတော့စနေသားသမီးများရဲ့ဒီဧပြီလတလားတာကံကြမ္မာအခြေအနေကိုဒါတေရော့ကလေးနဲ့ကံကြမ္မာဖတ်ကြားပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်တေရော့ကနမိတ်ပုံဟာအလွန်ကောင်းပါတယ်ဗီဒင်ကိန်းကမ်းမှာတော့အညံ့နေရှိခဲ့တော့လေတေရော့ကနမိတ်ပုံဟာကောင်းတဲ့နမိတ်ပုံကြပါတယ်ဒါပေမဲ့စချင်းချက်ချင်းကြီးတန်းပြီးတော့ကောင်းတာမျိုးမဟုတ်ပဲねအစပိုင်းနဲ့ပထမပိုင်းနဲ့မှာအစင်မပြေမှုတွေများနိုင်လိမ့်မယ်လို့တွေ့ရပါတယ်အခက်အခဲတွေများနိုင်လိမ့်မယ်ဒါပေမဲ့နောက်ပိုင်းအခြေအနေတွေမှာအဲ့ဒီအစိုးရကနေပြီးအကောင့်ဘက်ကိုပြန်ရောက်လာလိမ့်မယ်လို့တွေ့ရပါတယ်အဲ့တော့ရှင်ပြန်ထားမြောက်ဆိုတဲ့ကတ်ကိုပဲကြပါတယ်เนาะဒီရှင်သာထားမြောက်ဆိုတဲ့ကတ်ကတည်ပြီးမှရှင်လာတာအဲ့တော့ပြက်ပြီးမှဖြစ်လာတာပေါ့ဗျာစိုးပြီးမှကောင်းလာတယ်ဆိုတဲ့နမိတ်ပုံဖြစ်ပါတယ်ဒါမလို့အရင်ဆုံးအစိုးတွေကြုံပြီးရင်အကောင့်တွေရလာလိမ့်မယ်လို့ပြောလို့ရတဲ့နမိတ်ဖြစ်ပါတယ်အပေါင်းလက္ခဏာပြထားတာဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အမှတ်တရဖြစ်တဲ့အတွက်စနေသားမိများအနေနဲ့ဒီမှာကျွန်တော်ဗီဒီကိန်းကန်းအရာရောပေါ့เนาะပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီကာလအတော်အတွင်းမှာပေါ့เนาะကျမ်းမာရေးကိစ္စလေးတွေကြုံရတတ်တယ်ဒါပေမဲ့စိတ်ပူစရာမရှိဘူးစိုးရိမ်စရာမရှိဘူးအဲ့တော့ကိုယ်တိုင်ကျမ်းမာရေးညံလို့မှမဟုတ်ပဲသူများနေထိုင်မကောင်းလို့ကျမ်းမာရေးညံလို့စေးရုံစေးကံဟိုကလူနာသွားမေးရတာတို့ဘာလို့လဲပဲရှိတတ်ပါတယ်เนาะအဲ့တော့ရေရာကတခါလေးပြောမယ်ဆိုရင်မကျမ်းမာတဲ့သူကိုစေဝါတက်စာပေါ့เนาะလှူဒန်းကုညီခြင်းအားဖြင့်လည်းပဲကိုယ့်အတွက်ဒါကံနေကောင်းစေပါလိမ့်မယ်ကွဲကွာနေတဲ့သူတွေနဲ့ပြန်ပြီးတော့စုံတွေ့ရတတ်ပါတယ်အလုံဟောင်းတို့နေရာဟောင်းတို့ကိုပြန်ပြီးတော့သွားတတ်တယ်ပြန်ပြီးတော့ရောက်တတ်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်တေရော့ကတော့အစိုးရအကောင်းလို့ပဲပြောအစိုးရကြုံပြီးတော့အကောင်းတွေပဲဖြစ်လာသည်ပဲဖြစ်ပါစေကောင်းတဲ့အနေအထားလေးကိုကျွန်တော်တင်နေတွေ့မြင်ရပါတယ်လို့ဒါစနေသားမျိုးများတွေဒါတေရော့နဲ့ကကြမှာဖတ်ပြီးဟောကြားပေးလိုက်ရပါတယ်အဲ့တော့သဘောကျနှစ်သက်တဲ့ဆိုအဖေမှာ comment လေးရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲစနေသားမျိုးများကိုကျေးဇူးတင်ပါတယ်ခင်ဗျာ